ရှင်းတော့လည်းကိုင်းနေတာတဲ့ပါရှင်းတော့မကောင်းဘူးအဲ့ဒါဘယ်လိုလုပ်ရမလဲတဲ့ကွန်မန့်ထဲမှာမြင်တာဟုတ်တယ်အဲ့ကြတော့လေပြောရှင်းတော့ကြိုက်တယ်ဆိုကြတဲ့ကတော့ကြိုက်ခေတော့စီတော့ပါမှာပေါ့နော်ပါမှာကြိုက်တာကိုစီတော့တယ်မကောင်းဘူးဆိုတာအနာနဲ့စီးနေရမလွဲနေတယ်လို့လွဲနေတဲ့ခါကျတော့လေကြိုက်တတ်တာတော့အကြောင်းကတော့အများကြီးရှိရတော့ဒဏ်ရှိဘူးလေဆိုရင်လည်းကြိုက်တယ်နောက်တစ်ခုကကျတော့လေဘယ်လိုမျိုးလဲဆိုတော့ဟွာပေါ့တချို့ကကျတော့လေဗာလဲတွေးကြောပိတ်တာတွေးကြောတွေပိတ်တယ်ဆိုရင်ကြိုက်တယ်အဲ့ဒါတွေးကြောပိတ်တယ်လို့ပြောတဲ့နေရာမှာသူကအကျော်တွေလွဲအကျော်တွေမြင့်ကြောင်မို့လည်းဖြစ်နိုင်တယ်လို့ဟွာကြောင့်မို့လည်းဖြစ်နိုင်တယ်ဗာလဲအပူအခိုးပိတ်တာလေအပူခိုးပိတ်နေဖြစ်နိုင်တယ်နောက်ကတွေးပြတဲ့ယောဂါပေါ့တွေးပြတဲ့ယောဂါဆိုတော့သူကဟိမောစားများတာဟိမောစားများပြီးတော့ရိုးပွားပြီးတွေးတွေပြကြိုက်တာတစ်မျိုးနောက်တစ်ခုကကျတော့ပေါ့ဒီဘိုးစီဘိုးရှိတာလေးဘက်နာကောက်တော့အဲ့ဒါဆိုတော့အဲ့ဒါမျိုးကစပီပီလာအဲ့ဒါမျိုးနဲ့ခြိုင်နေတာအခါကျကြိုက်တာဆိုပေမဲ့ပေါ့နော်ကြိုက်တာအမျိုးမျိုးရှိရအဲ့ဒါမျိုးတိတိကျကျစစ်မှာကွာသူ့ကိုလက္ခဏာမေးရမှာပေါ့လက္ခဏာမေးပြီးတော့ဘိုးတော်ကစပူလာတာရှိလာဒါသူကဘယ်ကြောင့်မကြိုက်နေလဲဆိုတော့အဖြေပေါ်အောင်ပေါ့အဲ့ဆိုမှလည်းတော့စမှာကျတော့အမှုတွေဆေးလေအဲ့ဒါခဲတာအမှုတွေဆေးရတယ်လိမ့်တော့ဖြန်းသေးလေးလိမ့်တာတဲ့အမှုတွေဆေးရနောက်တစ်ခါကျတော့ဗာလဲဆိုတော့လေးဘက်နာကောက်ကြောင်မို့ဆိုတော့သူကလေးဘက်နာစစ်တပ်ကိုတော့မှာဘီဘိုးစီဘိုးရှိလို့တွေးတွေပြစ်ပြီးမှလက်ရှင်လက်လေးတွေကကြိုက်တတ်တယ်သူကကျ6ရောက်တွေကြိုက်နေတာဆိုတော့ပြီးတော့နောက်တစ်ခုရှိသေးတယ်မီးရက်လေမီးရက်ဓမ္မတွေလည်းမီးရက်ထိန်တာကြံတာထိုင်ကြည့်လားမီးရက်ထိန်တာကြံတာဆိုတော့သူကအဲ့ဒီ6ရောက်တည်းညောင်းတယ်ကြိုက်တယ်နောက်ကကျတော့ဒီအပူကြီးခိုးမနေနဲ့ဖြစ်တယ်ခုနတွေဟိုစစ်ကြည့်ရမှာအဲ့စစ်ကြည့်ပြီးမှအဲ့လေအဖြေပေးလို့ရမှာလေဆိုတော့ပုံဆက်ခရင်ကောင်းတာပေါ့ပုံဆက်လာမှအားကြောင့်ဖြစ်နေရလဲဆိုတော့လေကိုကတတိချာပြောမှတာဆိုဒီကနေလို့ဆေးယူလဲယူမယူလဲလို့ဟိုမှာဘာလို့ရတချို့ကကျတော့အယိုးတွေကလည်းကြီးပေါင်းတယ်လေဒီနာမကြီးပေါင်းတယ်တာမဟုတ်ဒီအယိုးတွေမှာလည်းကြီးပေါင်းတယ်အဲ့လိုဆိုတရင်ကြီးရွက်ကိုစီးတာတော့တရင်ကြီးရွက်ဟာလို့တာတော့ပြီးတော့နောက်ကစားနဲ့မကြီးကြီးနဲ့ထောင်းပြီးတော့လို့စီးတာတချို့ကကျတော့အရွက်အားနေပြီးမှဖြစ်လာတာကျတော့ဟွာဗါလဲနန်းလုံးကျန်စီလိမ့်နာတချို့ကကျတော့တရင်ပုတ်လေရန်ပုတ်ဆိုတဲ့အဲ့တရင်ပုတ်ကိုတွေးလို့လိမ့်နာအဲ့မျိုးတချို့ကလည်းတန်ကြေးဈေးပေါ့ရတယ်တချို့ကကျတော့လည်းချင်းစီကြောင့်မဖြစ်တယ်ဆိုတော့တို့ကတော့ဒီငါချင်းကောင်းတော့ငါကြီးစီချင်းစီအားကောင်းတဲ့ဟာတွေမပြောရင်းနဲ့ကြောက်နဲ့ပေါင်းတာတွေချင်းစီအားကောင်းတဲ့ဟာတွေပြန်စားတာအယိုးစွပ်ပြုတ်တယ်ပြောကြချင်းတော့ကြိုက်တယ်တချို့ကလည်းရှိသေးတယ်အယိုးပွားပြီးတော့အယိုးပင်စားလို့ပုံစံမျိုးနဲ့ကြိုက်တာလည်းရှိသေးတာအမျိုးမျိုးရှိတယ်သူကချင်းတော့ကြိုက်တယ်ဆိုပြီးမှအများကြီးပဲစဉ်းစားကြရတယ်အားကြောင့်မို့ရမ်းပြောရင်ကွာရမ်းတန်းပြောရင်တော့လွယ်တော့မှလေသူလက္ခဏာစစ်ပြီးမှပြောမှအဲ့ဒါမှမှန်ပါရှင်းတော့လည်းကိုင်းနေတာတဲ့ပါရှင်းတော့မကောင်းဘူးအဲ့ဒါဘယ်လိုလုပ်ရမလဲတဲ့ကွန်မန့်ထဲမှာမြင်တာဟုတ်တယ်အဲ့ကြတော့လေပြော